ွေးရောင်ကိုကြည့်အောင်နဲ့ကြောင်လေးရဲ့အကြောင်းကိုဒီလိုသိနိုင်တယ်။ကြောင်လေးတွေကအမွှေးရောင်မျိုးစုံရှိတာသဘာဝပါပဲရှင်။ဒါပေမဲ့အဲ့ဒီအရာကိုကြည့်ပြီးတော့သူတို့ရဲ့ဇယိုင်းလက္ခဏာကိုခွဲခြားသိနိုင်တယ်ဆိုတာကိုရောပြည်သက်ကြီးတို့သိကြပါသလားနော်။ပထမဆုံးကတော့ကြောင်အကြားလေးတွေပဲဖြစ်ပါတယ်ရှင်။သူတို့တွေကပုံမှန်အဖြစ်ဆိုရင်တော့တည်ငြိမ်ပြီးတော့ကြိုးကြောင်စီလျော်မှုရှိတဲ့ကြောင်လေးလို့ဆိုပါတယ်။နောက်ပြီးသူတို့တွေကတိတန့်လေးပဲနေရတာကိုပိုကြိုက်ကြတယ်လို့သိရပါတယ်။နောက်တစ်မျိုးကတော့အခုလိုမျိုးအယောင်ကြောင်ကြားကြောင်တွေပဲဖြစ်ပါတယ်။သူတို့တွေကအများသောအားဖြင့်ဆိုရင်တော့အကြောင်အမတွေပါရှင်။ဒီအယောင်တွေရှိတဲ့ကြောင်တွေကတမို့ထူးခြားပြီးတော့မိခုံမှုကင်းပြီးသူတို့ကိုလာထိန်းချုပ်တာကိုလည်းမကြိုက်ကြဘူးလို့သိရပါတယ်။ဒါပေမဲ့သူတို့ယုံကြည်တဲ့လူနဲ့ဆိုရင်တော့ဒီကြောင်လေးတွေကတကယ်ကိုကတ်ချွဲပြီးနေတတ်ကြတယ်လို့လည်းဆိုပါတယ်။နောက်တစ်ကောင်ကတော့နှစ်ယောင်ဆက်ကြောင်ဖြစ်ပါတယ်။သူတို့ကတော့တိတ်ဆိတ်မှန်မှန်ကြပါအောင်နော်အခုသဘောကောင်းနေရကနေပြီးတော့အခုချက်ချင်းထားပြီးပြောင်းဆန်အောင်ရှောက်ငွေတက်ကြတယ်လို့လည်းသိရပါတယ်ဒါပေမဲ့သခင်အပေါ်တော့တန်အောင်စင်ရှိပြီးအယုတ်လေးတွေချီလာပေးတဲ့သူတွေပဲဖြစ်ပါတယ်ငွေရအမွှေးနဲ့ကြောင်တွေကတော့အတန်ကြိုက်ကြပြီးတော့လာကိုင်းနာကိုတိတ်မကြိုက်ကြပေမဲ့သခင်ကိုအချိန်ပြည့်လိုက်ကြည့်တတ်ကြပါတယ်ကြောင်နဲ့အဖြူလေးတွေကတော့ညံကောင်းပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြပြီးတခါတလေကြာရင်လည်းအစော့တန်းတယ်လို့သိရပါတယ်သူတို့ကကိုယ့်လက်ကိုအစားအစာမရှိပဲရှာနဲ့လာရင်တော့ကိုအချစ်ဆုံးပါဆိုတာကိုအမှုအရာနဲ့လာပြတာလို့ဆိုပါတယ်ရှင်ကဲပရိသတ်ကြီးတို့အိမ်မှာရောဘလို့ကြောင်မျိုးမွေးထားကြပါသလဲရှင်